ငငယ်တုန်းကအမေနဲ့ဈေးသွားတိုင်းခဏခဏဝယ်စားဖြစ်တဲ့မုံနောက်လေးဒီနေ့အိမ်မှာလှုပ်စားဖြစ်ပါတယ်။အုံနုနဲ့တင်းတင်းဤတုံလုံးဆက်စိမ်မမွေးလေးနဲ့ဘလောက်ဆက်ဆောက်မွားတဲ့မုတ်ကလေးမလို့လုံနီးလေးကိုမျှဝေပေးလိုက်ပါရနော်။အရင်ဆုံးစံမုတ်တွေရေးဖြော်ပါမယ်။စံမုတ်ကတော့ဒါစံချိန်ခွက်နဲ့2ခွက်အသုံးပြုထားပါတယ်။ရေကတော့စံချိန်ခွက်နဲ့4ခွက်အသုံးပြုပါတယ်။စံမုတ်2ခွက်ရေ4ခွက်ပေါ့နော်။ပြီးရင်တော့စံမုတ်လေးတွေကိုတေချာလေးနှမ်းဆက်နေအောင်မှွေပြီးွားရင်အနည်းဆုံးနိုင်ဝက်လောက်နှက်ထားပေးပါမယ်။စံမုတ်တွေနှက်ထားတော့မှဒီလိုရေနည်းပွက်ဆူတဲ့ကိုတာကူလေးထည့်ကြိုပါမယ်။တာကူကတော့စံချိန်ခွက်ရဲ့1ဝက်လောက်ထည့်ပါတယ်။ဇက်တိုက်လေးမှွေပေးပါ။တာကူမျက်စံလေးနည်းနည်းအလိုမှာချလိုက်ပါနော်။ပြီးရင်တာကူစီလေးတွေတစ်လုံးနဲ့တစ်လုံးကတ်မနေအောင်ဒီလိုရေအေးလေးနဲ့စိမ်ထားပေးပါမယ်။ပြီးရင်တော့မီးပိတ်ထားတဲ့အိုးထဲကိုရေစံချိန်ခွက်နဲ့2ခွက်ထည့်ပါမယ်။အုံတို့ကတော့ဒီ Ariety အတင်သုံးအုံတို့ဘူးလေးသုံးပါတယ်165မီလီဘူးသေးလေး2ဘူးသုံးပြုပါမယ်နော်အုံတို့နံလေးကတော့တော်တော်လေးမှွေးပါတယ်ဒီ Ariety အတင်သုံးအုံတို့ဘူးက100ရာခိုင်နှုန်းအုံသီးစစ်စစ်ကနေထုတ်လုပ်ထားတာမလို့တဘာဝအုံသီးရဲ့အနံ့ရတာကိုရရှိစေပါတယ်သူ့ကိုဟင်းပွဲတွေအချိုပွဲတွေမှာယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်နော်ပြီးရင်တော့တကြားတွေချက်ပါမယ်တကြားကတော့ထမင်းစားစွန်းနဲ့4စွန်းစာလောက်ရှိပါတယ်ဒါဆိုရင်မချိုပါဘူးအစိမ့်ဘက်ကိုသွားပါတယ်နော်စားကတော့ထမင်းစားစွန်းနဲ့တစွန်းမပြည့်တပြည့်ထည့်ပါမယ်ကြေအောင်လို့မှွေပေးပါပြီးတော့မှမီးကိုအမြင့်ဆုံးအပူချိန်အမြင့်ဆုံးထားပြီးဖွင့်လိုက်ပါဒီလိုမျိုးပွဲဆူလာတော့မှစောနလုံးကရေဖြော်ထားတဲ့စံမုတ်ရေတွေထည့်လိုက်ပါဒီစံမုတ်ရေထည့်လိုက်တာနဲ့ဇက်တိုက်မှွေပေးရပါတော့မယ်နော်ဒီလိုခဏလေးမှာမှွေနေတဲ့ကိုမုတ်ခသားလေးရာဒီလိုပြစ်လာပြီပေါ့နော်တဖြည်းဖြည်းပြစ်လာပြီးတော့ဒီလိုမှွေရရလဲနည်းနည်းလေးစီးပိုင်လာပြီဆိုရင်တော့တာကူစီလေးထည့်လိုက်ပါမယ်တာကူစီလေးနဲ့2ခုရောပြီးမှွေပါမယ်နော်မှွေနေရင်လည်းဇုံလေးကလည်းတဖြည်းဖြည်းနဲ့လေးလာပြီဒီလိုမုတ်သားလေးကလည်းတော်တော်လေးပြစ်လာပြီဆိုရင်တော့စီလေးထည့်ပါမယ်နော်စီလေးထည့်တော့မုတ်သားလေးကကြီးကြီးလေးနဲ့ပို့ပြီးချောမွေ့လာပါပြီဓာတ်တိုက်လေးမှွေပေးပါနော်ဒီလိုလေးလုံးဝမှွေပြီးညောင်စည်းကြတဲ့အနေထားလေးပြစ်ခဲနေပြီဆိုရင်တော့ရက်လိုက်ပါတော့နော်ပြီးရင်တော့စီတုပ်ထားတဲ့ဘန်းတွေကိုလောင်းချက်ပေးလိုက်ပါမယ်ကိုယ့်အိမ်မှာကိုယ့်ဘက်သားကိုလှုပ်ရှားတော့ဒါအုံတို့လေးလည်းနည်းနည်းကဲထားပါတယ်အုံတို့နံလေးကတင်းတင်းလေးပါပဲဒါအများကြီးလည်းရပါတယ်တိမ်လုံးအဝစားလို့ရပါတယ်ပြီးရင်အပေါ်မျက်နှာကြောလေးတွေကိုဒီလိုဇွန်းလေးနဲ့လိုက်ပြီးညှိပေးပါပြီးရင်စီလေးတုပ်ထားပေးလိုက်ပါနော်ပလတ်စတစ်လေးပြန်အုပ်ပေးပါနော်မျက်နှာပြင်တွေ6မနေအောင်လို့ပါအနည်းဆုံး2နာရီလောက်အေးခံထားပေးလိုက်ပါနော်ပြီးရင်တော့ဂျီမုတ်ကလေးနဲ့တွဲစားဖို့အတွက်အုံးစီချက်လေးချက်ပါမယ် Ariety အုံးတို့165မီလီတပူလောင်းထည့်ပေးလိုက်ပါမယ်အုံးသီးအလွယ်တကူဝယ်လို့မရတဲ့နေရာမျိုးမှာဒီတင်သုံးအုံတို့ဘူးလေးကတော်တော်လေးအဆင်ပြေပါတယ်။ဝယ်ရလည်းလွယ်ကူတယ်။နီးစက်ရစတိုးဆိုင်တွေဈေးဆိုင်တွေ City Mart Ocean Supermarket တိုင်းမှာအလွယ်တကူဝယ်လို့ရပါတယ်။အခုလိုစီအောင်လေးတက်လာရင်စီလေးတစ်စုံထည့်ပေးလိုက်ပါနော်။ညိုညိုလေးကြိုက်လို့သူ့ကိုညိုညိုလေးအနေထားထိလေးထားပါမယ်နော်။ဒါဆိုအုံးစီချက်လေးရပါပြီ။ကဲအခုဆိုရင်တော့အေးခံထားတဲ့မုံနောက်လေးကလည်းခက်ခဲလေးဖြစ်သွားပါပြီ။ဒါဆိုရင်ဓားလေးကိုစီတုပ်ပြီးတော့ကိုယ်စိတ်ကြိုက်နေတော့တုံးလေးတုံးလိုက်ပါနော်။နောက်ဆုံးမှာတော့အုံးစီချက်လေးစမ်း3ဆောင်နိုင်ပါပြီသူ့ရဲ့အရာသာလေးကလည်းအုံတို့နဲ့တင်းတင်းဤတုံတုံစိတ်စိတ်မွေးလေးနဲ့အရန်ကိုစားလို့ကောင်းတာမလို့အမျိုးတို့လည်းဒီလိုလေးလှုပ်ရှားကြည့်ပါနော်ကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင့်